ဒီနေ့မှာတော့အခောက်ကလေးကျွတ်ရွနေပြီးအသားနုအီအီလေးနဲ့စားလို့အရန်ကောင်းတဲ့ဝခောက်ကြော်နီးလေးပြပြပေးပါမယ်ရှင်။အရင်ဦးဆုံးအသားကိုကရဝေးရွက်နဲ့ငရုတ်ကောင်းစီလေးတွေထည့်ပြီး10မိနစ်လောက်ပြုတ်ပေးထားပါမယ်။အရသာအတွက်စားလေးအနှဲငယ်ပါထည့်ပေးထားပါတယ်။ပြီးရင်တော့အခောက်ကလေးကျွတ်ရွက်လေးဖြစ်အောင်ချွန်းတစ်ခုခုနဲ့ခုလိုမျိုးလေးထိုးဆွပေးရပါမယ်။အသားနှစ်တဲ့အခါမှာအရသာပူကောင်းမှုအတွက်အသားနှစ်နည်းမျိုးစုံရှိပါတယ်။ဒီမှာတော့ပင်စိမ်းလေးနဲ့ပြန်ချက်မှာဖြစ်တဲ့အတွက်ကြောင့်စားနဲ့ပဲအရသာလေးနဲ့ပြီးထားပါတယ်။ပြီးရင်တော့ဗနီဂါရီကိုစားနဲ့ရောပြီးဝက်အခေါက်နေရာလေးကိုပဲ15မိနစ်လောက်စိမ်ထားပေးပါမယ်။အလုံးပြီးသွားရင်တော့ air fryer လေးနဲ့ကင်ပါမယ်။ပထမချိန်10မိနစ်တခါနောက်ထပ်15မိနစ်တခါနဲ့ပိုပြီးကျွတ်ရစီကို5မိနစ်တခါထပ်ပြီးတော့ကင်ထားပြီးလိုက်ရင်အရန်ကိုကျွတ်ရပြီးစားလို့ကောင်းတဲ့ဝက်ခောက်ကင်လေးရပါပြီရှင်။အခောက်ကျွတ်အသားအီအီလေးနဲ့အချင်းလေးနဲ့တို့စားရင်လည်းအရန်ကိုစားကောင်းပါတယ်ရှင်။ဒါတော့ပင်စိမ်းလေးနဲ့ဘယ်လိုချက်မယ်ဆိုတာကိုနောက်ဗီဒီယိုမှာစောင့်ကြည့်ပေးပါနော်။